Ali Takata Nashin Changa Kimis Introduction to Primary Derivative ဒီခေါင်းစဉ်လေးနဲ့ပါဠိနဲ့တက္ကတာမှာလာတဲ့ကိတ်ပုတ်တွေကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်အချင်းချုပ်နှိုင်းရှင်ပြပေးမှာဖြစ်ပါတယ်မာတိကာလေးလောက်ထားပါတယ်ကိတ်ဟူသည်ကိတ်ပုတ်အမျိုးအစား၃မျိုးကိတ်နိပတ်ကိရိယာဝိသေသနာတွာဒွါနာဒုနာအဲ့တော့ကိတ်နိပတ်မှာလည်းပဲတက်ပြီးတော့ရည်ရွယ်ချက်ပြကိရိယာဝိသေသနာတုံတဝေကိရိယာမှာဆိုရင်ပစ္စုပန်နောက်ကိရိယာအတိတ်တစ်နှစ်သုံးစလိုက်၃ခုနောက်ကိရိယာအနာဂတ်ကိဏ္ဏစလိုက်တစ်ခုသုံးသက်ချက်ဆိုပြီးတော့ဒါကတော့ဒီဗီဒီယိုရဲ့မာရိကာလေးဖြစ်ပါတယ်အဲ့တော့ကိတ်ဆိုတာဘာလဲကိတ်ဆိုတာကဒီဓာတ်နဲ့ပစ္စည်းနဲ့ပေါင်းစပ်ထားတဲ့စကားလုံးအမျိုးအစားဖြစ်ပါတယ်အဲ့ဒီဓာတ်ကသူ့ကိုထပ်ပြီးတော့ခွဲခြမ်းစစ်ပြလို့မရနိုင်တဲ့အဆင့်ဖြစ်ပါတယ်ပစ္စည်းကိုလည်းပဲခွဲခြမ်းစစ်ပြလို့မရပါဘူးအဲ့တော့ခွဲခြမ်းစစ်ပြလို့မရတဲ့ဓာတ်နဲ့ပစ္စည်းကိုပေါင်းပြီးတော့အဲဒီနံဝိဘတ်တွေအတွက်ဆက်ထားတဲ့စကားလုံးတွေကဒါကိတ်ပုတ်တွေဖြစ်ပါတယ်အဲ့တော့ကိတ်ပုတ်ကိုဘယ်လိုပါဠိစာပေမှာဘယ်လိုဖွင့်ဆိုလဲဆိုရင်သိတ္တာနံကင်ခံကိရတိအပနိတိတိကိတံသိတ္တာနံတပိတို့ဤကင်ခံယုံမှားခြင်းကိုကိရတိအပနိတိပဲဖြောတတ်၏ဤတို့တို့တပိတို့ဤယုံမှားခြင်းကိုယုံမှားတန်ကြကိုပဲဖြောတတ်သောကြောင့်ကိတံကိမိဆိုပြီးတော့ဖွင့်ဆိုကြပါတယ်အဲ့တော့ဘယ်လိုယုံမှားကိုပဲဖြောတာလဲဆိုလို့ရှိရင်ဓာတ်ဆိုတဲ့ကမှုစားရှိတဲ့ဓာတ်ကြီးပဲရှိနေမှာဆိုလို့ရှိရင်ကံဟောလားကတ္တဟောလားဆိုတာကိုမသိနိုင်ပါဘူးမထင်ရှားပါဘူးအဲ့ဒီအတွက်ကိပစ္စည်းတွေတက်လိုက်မှဆိုလို့ရှိရင်ဒီကိပစ္စည်းတွေကိုကြည့်ပြီးတော့သာသနာတွေကဒါကအဲပုဂ္ဂိုလ်ကိုရတယ်ရုပ်ထုကိုရတယ်နာမ်သဘောတရားဖြစ်တယ်ကိဏ္ဍိပတ်ဖို့ဖြစ်တယ်ဘာဝတ္ထုပြုတယ်လိုမျိုးဒီဓမ္မတန်ကြတွေကင်းသွားတယ်လို့ဆိုပါတယ်အဲ့ဒီအတွက်ကိပစ္စည်းတွေကိုဟိုကကိတ်လို့ခေါ်တာဖြစ်ပါတယ်ဒါကပစ္စည်းဘာသာတွေကပစ္စည်းသင်္ဍဘာသာတွေကမှာဘာသာတွေကတွေမှာရှင်စနကပြေဝန္တခန္ဓာဆရာတော်ရှင်းပြထားတဲ့ရှင်းပြချက်ကလေးဖြစ်ပါတယ်အဲ့တော့ကိတ်ကျန်ကိတ်ပစ္စည်းလို့ဆိုပေမဲ့သရကျမ်းတွေမှာဒီကိတ်ကိုနှမျိုးဆိုပါတယ်ကိစ္စပစ္စည်းရယ်ကိတ်ပစ္စည်းရယ်အဲ့တော့နှမျိုးရှိပါတယ်သို့တော်လည်းပဲကိစ္စပစ္စည်းကဒီပါဠိသရကျမ်းတွေမှာဒီငါးပစ္စည်းပဲရှိတယ်လို့ဆိုပါတယ်အဲ့ဒါကိတ်ပစ္စည်းကအများကြီးရှိပါတယ်အဲ့ဒီအတွက်ရေပုံရနည်းအဖြစ်ကိတ်ပစ္စည်းကများတဲ့အတွက်ကိတ်ကျန်ကိတ်ခန်းလို့ခေါ်ဆိုတာဖြစ်ပါတယ်ဒီကိတ်ကိုGoogle မှာစာကြည့်လိုက်တဲ့အခါကျတော့ကိတ်ကိုဘယ်လိုတွေ့ရလဲဆိုတော့ Kridanta is a Sanskrit grammatical term for words derived from verb roots by adding specific suffixes called Crete suffixes forming nouns adjectives or interchangeable words avyayas အဓိပ္ပာယ်ကတော့ကိတန္တဆိုတဲ့ပုတ်ဆိုတာကဘာလဲဆိုတော့ဒီတက္ကတတတာတရားဆိုင်ရာစကားလုံးလို့ဆိုပါတယ်အဲ words ဘယ်လိုစကားလုံးလဲဆိုလို့ရှိရင် for word derived from verb roots ဒီဓာတ်တွေကနေပြီးတော့ဆင်းသက်တဲ့စကားလုံးတွေရဲ့နာမည်လို့ဆိုပါတယ်ကိတန္တဆိုတာအဲ့တော့ဓာတ်တွေကနေဘာလို့လဲဆိုတော့ဒီ surface တွေသက်ဆိုင်ရာပစ္စည်းလေးတွေအဲ့ဒီဓာတ်ကိုဆက်လိုက်မှဆိုလို့ရှိရင်ကိတ်ပုတ်တွေဖြစ်လာတယ်အဲ့ဒီကိတ်ပုတ်တွေကအမျိုးအစားဒီမှာတော့သုံးမျိုးခွဲပြထားပါတယ်နောင်ပုတ်တွေဖြစ်လာမယ်အဲ့တော့ဓာတ်ကိုပစ္စည်းတွေဆက်လိုက်ရင်နာမ်ပုတ်တွေဖြစ်လာမယ် adjective ဆိုတော့နာမဝိသေသနာတွေဖြစ်လာမယ်ပြီးတော့ inclinable word ဆိုတဲ့အပြရာနိပတ်တွေဖြစ်လာမယ်ဆိုပြီးတော့ပုတ်မျိုးစား၃မျိုးခွဲပြထားပါတယ်ဒါလေးကတော့ဒီကိတ်ဆိုတာဘာလဲဆိုတာကိုပြောပြရမယ်ဖြစ်ပါတယ်အဓိကအချုပ်အသိရမှာကတော့ကိတ်ဆိုတာကဓာတ်နဲ့ပစ္စည်းနဲ့ပေါင်းစပ်ထားတဲ့
ပုတ်အမျိုးအစားဖြစ်ပါတယ်နောက်ဒီဗီဒီယိုမှာကတော့ကိတ်ကို၃မျိုးခွဲပါမယ်ခုနဒီ Google ကခွဲတဲ့ပုံစံမျိုးပို့ပြီးတော့သဘောကျပါတယ်တရာကျမ်းတွေမှာခွဲတဲ့ကိစ္စပစ္စည်းကိတ်ပစ္စည်းကိတ်ပစ္စည်းဆိုတာမျိုးထက်၃မျိုးခွဲတာကိုပို့ပြီးတော့သဘောကျပါတယ်အဲ့ဒီသုံးမျိုးကိတ်ပုတ်သုံးမျိုးပါလဲဆိုလို့ရှိရင်နံပါတ်1ကိတ်နိပတ်နံပါတ်2ကိတ်ကရိယာနံပါတ်3ကိတ်နံဖြစ်ပါတယ်အဲ့တော့ကိတ်နိပတ်ဆိုတာဘာလဲဆိုတော့မျိုးစားအဖြစ်ကိတ်နိပတ်မှာခွဲလိုက်ရင်2မျိုးပဲရှိပါတယ်အဲ့တော့တုံအုပ်စုရယ်တွာအုပ်စုရယ်တုံအုပ်စုကတော့ပါဠိမှာကျတော့အဲ့တော့တုံတို့တဝေတို့ဆိုတဲ့အုပ်စုဟိုချင်းငါရွေချက်ကိုပြပါတယ်တွာအုပ်စုကြတော့သူကဂျရန်လို့ပြောပါတယ်အင်္ဂလိပ်မှာကျတော့တုံကတော့ infinite တွာကတော့ဂျရန်လို့ပြောတယ်တွာကကျတော့သူကရှစ်ဖြစ်ကရိယာအဲပြီးတော့သမဏကရိယာတပြိုင်တည်းပြုလုပ်တဲ့အခါတွေမှာပြီးတော့အပရကလနောက်ကရိယာဆိုပြီးတော့၃မျိုးတွေ့နေပါတယ်အဲ့တော့ပုဗ္ဗကာလသမဏကာလအပရကာလတွာပစ္စည်းတွေတွာနာတုနာကတအုပ်စုအဲ့တော့တုံးအုပ်စုရဲ့တွာအုပ်စုရဲ့တုံးစုကချင်းငါဖို့ရန်လို့ပြီးပြီးတော့တွာအုပ်စုကြတော့ရွေတို့ယာကတို့လျှက်တို့ဒီလိုမျိုးအနပ်ပြကြပါတယ်အဲ့တော့ဥမာအဖြစ်ဂန်တုံသွားခြင်းငါသွားဖို့ရန်သွားရင်ခန္ဓာကြတော့သွားပြီး၍သွား၍သွားသည်ရှိသောသွားသောကြောင့်စသည်အနပ်ပြရပါတယ်ဒါကတော့ခန္ဓာတုံတို့ခန္ဓာတွေကတော့ဘာကြောင့်လိပတ်လို့ပြောလဲဆိုသူတို့ကဂမှုနဲ့တွားနဲ့ဆက်ထားတယ်ဂမှုနဲ့တွားနဲ့ဆက်ထားပြီးတော့ဂမှုနဲ့တုံနဲ့ဆက်တယ်သူတို့အမြဲတမ်းခန္ဓာပဲရှိပြီးတော့ဒီလိန်သုံးမှာဝိဘတ်တွေလိန်သုံးမှာဝိဘတ်တွေကြောင့်အထီလင်ပုံလင်လမုန်းဆိုတဲ့လိန်သုံးလိန်အဲဝိဘတ်ဒီပထမဧကိုဘုဆိုတဲ့ဝိဘတ်တွေကြောင့်သူတို့ကပြောင်းလဲခြင်းမရှိတဲ့အတွက်သူတို့ကနိဗ္ဗတ်ပုတ်လို့ခေါ်ပါတယ်နိဗ္ဗတ်ပုတ်စင်းသွင်းပါတယ်အဲ့တော့ဓာတ်နဲ့ပစ္စည်းနဲ့စပ်ပြီးမဲ့လည်းပဲသူတို့ကိုပုံစံပြောင်းလဲမှုမရှိတဲ့အတွက်အမြဲတမ်းဒီပုံစံပဲဖြစ်တဲ့အတွက်နိဗ္ဗတ်စင်းနဲ့သင်ပါတယ်အဲကြောင့်ကိဋ္တိပတ်အဲ့တော့ကိက္ကရိယာကြတော့သူတို့ဒီကိတ်ပုမျိုးစားတွေကသူတို့လည်းပဲဓာတ်နဲ့ပစ္စည်းနဲ့တွဲပါတယ်ဒီမှာတပ္ပတစားတဲ့ပစ္စည်းတွေဖြစ်ပါတယ်ဒီမှာဂန္ဓပ္ပမှာဆိုလို့ရှိရင်ကပုဒ္ဒတပ္ပပစ္စည်းအဲ့တော့ကတ္တကြတော့ကပုဒ္ဒတပစ္စည်းအဲ့တော့ဂန္ဓပ္ပကပုဒ္ဒတပစ္စည်းကသူ့ကိုနာမုတ်အနေနဲ့လည်းသုံးလို့ရတယ် adjective ဆိုတဲ့နာမဝိသေသနာနဲ့လည်းသုံးလို့ရတယ်ကရိယာအနေနဲ့သုံးလို့ရတယ်အဲ့တော့ကိက္ကရိယာလို့ပြောထားပေမဲ့ကရိယာအနေနဲ့သုံးလို့ရတဲ့အတွက်သူ့ကိုကိက္ကရိယာလို့ပြောတာဖြစ်ပါတယ်မှန်တော့ကိက္ကရိယာကြီးမဟုတ်ပါဘူးရှေ့မှာဖွင့်ပြခဲ့သလိုနာမုတ်အနေနဲ့လည်းသုံးလို့ရတယ်နာမဝိသေသနာနဲ့လည်းသုံးလို့ရတယ်ကရိယာအနေနဲ့လည်းသုံးလို့ရပါတယ်အဲ့တော့ဒီသူကလိန်သူတို့ထိုးပြတယ်သူတို့နဲ့သက်ဆိုင်တဲ့နာမ်ပုတ်အားလျော်ဆိုတော့သူတို့ကလိန်ပုတ်တွေပုံစံတွေပြောင်းပါတယ်ဟိုမှာခန္ဓဘောခန္ဓဘာခန္ဓဗံကတ္တကျတော့ကမှုတ္တပစ္စည်းသူလည်းပဲခန္ဓဘာလိုပါပဲသူကျတော့တပစ္စည်းဆိုတော့တိတ်သူလည်းပဲကတောကတာကဏ္ဍဆိုပြီးတော့သူနဲ့ဆက်တဲ့နံပုတ်အားလျော်ဆိုတာသူကလည်းလိန်ပုတ်ပြောင်းပါတယ်သူကိုလည်းပဲနံပုတ်နာမဝိသေသနာကရိယာအနေနဲ့အသုံးပြုနိုင်ပါတယ်ဒါကတော့ကိတ်ကရိယာနောက်ကိဏ္ဏကြတော့သူကနပစ္စည်းရူပစ္စည်းတိပစ္စည်းစတဲ့ပစ္စည်းတွေအများကြီးရှိပါတယ်အခုနကိဏ္ဏိပကိတ်ကရိယာတွေတက်ပို့ပြီးတော့များပါတယ်အဲ့တော့ကိဏ္ဏကအများဆုံးကိတ်ပုတ်အမျိုးအစားဖြစ်ပါတယ်အဲဒီမှာပါဇာရဆိုလို့ရှိရင်ဘာဘဝတတဒါနပစ္စည်းဘိက္ခုဆိုလို့ရှိရင်ဘိက္ခာတရူပစ္စည်းဂတိဆိုလို့ရှိရင်ဂမှုတ္တပစ္စည်းအဲ့တော့သူတို့ကြတော့အမြဲတမ်းသူတို့ကဒီလိန်ကပုံသေးဖြစ်ပါတယ်ပါဇာရကအမြဲတမ်းပုံလိမ်မဲ့ဖြစ်တယ်ဘိက္ခုကအမြဲတမ်းပုံလိမ်မဲ့ဂတိကအမြဲတမ်းပုံလိမ်မဲ့သူတို့ကဝိဘတ်ကြောင့်သူတို့ပြောင်းလဲမှုရှိတယ်ဘာသာတော်ဘာသာတသဘာသာရဏစသည်ဝိဘတ်ကြောင့်ပြောင်းလဲမှုရှိတယ်သို့တော့လိန်ကတော့သူတို့ကအမြဲတမ်းပုံသေးလိန်ဖြစ်တယ်ဘိက္ခုလည်းပဲအမြဲတမ်းပုံသေးလိန်ဖြစ်တယ်သို့တော့ဝိဘတ်ကြောင့်သူတို့ပြောင်းလဲမှုရှိတယ်ဘိက္ခုဘိက္ခဝဘိက္ခုနဘိက္ခုတဘိက္ခုသူစသည်ဝိဘတ်ကြောင့်ပြောင်းလဲမှုရှိတယ်ဂတိလည်းပဲဒီတိုင်းမှာပဲပြောင်းလဲမှုရှိတယ်အဲ့တော့သူတို့ကိုအဲအဲ့တော့နံဘုတ်အနေနဲ့ပဲအသုံးပြုပြီးတော့နာမဝိသေသနာအနေနဲ့
အဲတချို့နေရာတွေမှာအသုံးပြုနိုင်ပါတယ်သို့တော်သူတို့ကိုဒီကိဏ္ဍဘုတ်တွေကိုကရိယာအနေနဲ့အသုံးပြုလို့မရပါဘူးသက္ကနံပါတ်2ဖြစ်တဲ့ကန္တဗလိုမျိုးကတလိုမျိုးကိရိယာအနေနဲ့အသုံးပြုလို့မရဘူးနမဝိသေသနအနေနဲ့လည်းအသုံးပြုလို့မရဘူးလို့ပြောရမှာဖြစ်ပါတယ်ဒါကတော့ဒီပါဠိမှာကိတ်ကပါဠိမှာသက္ကရာမှာရောကိတ်ကမျိုးစာသုံးလို့ရှိပါတယ်အရေးကြီးပါတယ်ကိဏိပံကိကရိယာကိဏ္ဏနောက်တက္ကရာမှာလည်းအဲ့ဒီတိုင်းပါပဲဒီမှာတတ်နိုင်သမျှဓာတ်တွေစကလုံးတွေကိုတူအောင်ပြထားပါတယ်ကိဏိပံသူလည်းပဲအတူတူပါပဲပါဠိလိုပါပဲတုံပစ္စည်းတွားပစ္စည်းရှိပါတယ်တုံကချင်းကတွားကရွေရကစသည်ဂန္တုံဂန္သူကြတော့ဂတ္တဝါဖြစ်ပါတယ်နောက်မှာဒီကိတ်ပုတ်နဲ့ကိတ်ပုတ်တွေကိုအသေးစိတ်လေ့လာတဲ့ဗီဒီယိုတွေတင်ပေးပါမယ်အခုကတော့လောလောဆယ်မိတ်ဆက်ဖြစ်တဲ့အတွက်အချင်းချုပ်ပဲနှိုင်းရှင်ပြတာဖြစ်ပါတယ်ခြုံငုံပြီးတော့မြင်တတ်အောင်သိအောင်ဒီနှိုင်းရှင်ပြတာဖြစ်ပါတယ်နောက်မှအသေးစိတ်ဗီဒီယိုတွေလာပါမယ်နောက်ကိတ်ကရိယာလည်းပဲဒီတိုင်းပါပဲတဝရကတပနဲ့ပါဠိနဲ့တူတယ်တပစ္စည်းတူပါပဲကန္တဝယကန္တဗကတကတတူပါပဲသူလည်းဒီမှာကျတော့ကန္တုံကန္တဝရှင်းမပြောခဲ့တဲ့အတိုင်းပဲသူကနိဗ္ဗာန်ဘုဖြစ်တယ်ဘယ်တော့မှမပြောင်းလဲဘူးကန္တဗကျတော့သူကျတော့ကန္တဝယဟာကန္တဝယကန္တဝယံဆိုပြီးတော့သူကသူတို့ထုပြုတယ်သူတို့နဲ့သက်ဆိုင်တဲ့နံပေါ်အားလျော်စွာလိမ်ပြောင်းပါတယ်ဟုတ်လဲပြောင်းပါတယ်ဧကုတ်နဲ့အများလဲပြောင်းပါတယ်အဲ့တိုင်ပဲကတဟာအကတာကတံဆိုပြီးတော့သူလည်းပဲသူတို့တန်တိုင်းသူတို့နဲ့သက်ဆိုင်တဲ့နံပေါ်အားလျော်စွာဒီအနေအများတွေပြောင်းတယ်ပြီးတော့လိမ်တွေပြောင်းပါတယ်တော့ကိဋ္နံအဲ့တိုင်းပါပဲအာနာပစ္စည်းဒါယမန်ပစ္စည်းဆိုရင်ဒါရမန်ဓမ္မပါဠိယတိပစ္စည်းဇာတိဂတိစသည်ကိဋ္နံရှင်းမပြောခဲ့တဲ့အတိုင်းအတူတူပါပဲသက္ကရာမှာလည်းပဲဒီတိုင်းပါပဲအဲတော့ဒါကဒီပါဠိမှာရောသက္ကရာမှာရောကိပုအနုစာကဒီဗီဒီယိုရမှာလို့ရှိရင်၃မျိုးခွဲပါမယ်ဒီ၃မျိုးကိုနားလည်ထားမယ်ဆိုရင်ကိပုတွေကိုကောင်းကောင်းနားလည်နိုင်ပါတယ်အဲတော့ပါဠိမှာသက္ကရာမှာရောကိပုမျိုးစာ၃မျိုးရှိတယ်ကိဏိပတ်ကိကရိယာကိဏ္ဏဆိုတာကိုသိထားရပါမယ်နောက်အဲ့တော့ကိဏိပတ်တွေကိုနည်းနည်းအသေးစိတ်ပြီးတော့ပြောပါမယ်အဲ့တော့ကိဏိပတ်တွေခုနပြောခဲ့တဲ့ကိရိယာဝိသေသနာကိဏိပတ်တွေတွားပစ္စည်းကိုပြပြပါမယ်အဲ့တော့ပါဠိမှာတွားတွာနတုဏလို့တွေ့ရပါတယ်အဲ့ဒီမှာသူကဒီကိတ်ပုတ်ဖြစ်တဲ့အတွက်ဓာတ်ရည်ပစ္စည်းရည်တွေ့ပါမယ်အဲ့ဒီမှာပစ္စည်းကတွားအုပ်စုဖြစ်တဲ့အတွက်တွားပစ္စည်းတွားနာပစ္စည်းဒုနာပစ္စည်းတွေပါဠိမှာတွေ့ရမယ်ဥပမာဂမှုနဲ့တွားနဲ့တွဲရင်တွားနာတွဲရင်ခန္တဝါခန္တဝါနာသွား၍သွားပြီး၍စိနဲ့တွားနဲ့တွဲရင်တွားနာတွဲရင်စိတ်တဝါစိတ်တဝါနာအောင်ပြီး၍အောင်၍ခဏနဲ့နေနေရတွားတွဲရင်ခဏတဝါခဏရိတ်တဝါထုရနဲ့တွားတွဲရင်ခဏတွားရေ၍ရေတွဲ၍ထုရနဲ့တွားနဲ့တွဲရင်ထုဒိတ်တဝါထုနဲ့၍ရိုက်ခတ်၍ပုတ်ခတ်၍ရေစားနဲ့တွားတွဲရင်ရေစိတ်တဝါပူဇော်၍ကရနဲ့တွားတွားနာထုနာတွဲရင်ကတဝါကရိတ်တဝါကတဝါနာကာတုနာကိစ္စဆိုတဲ့ပုံစံလည်းရှိပါတယ်အဲ့တော့ကိစ္စပြု၍ပြုပြီး၍ဥပဒါရဘုရေကမှုရေတွားရမှာဆိုရင်အာဂမ္မအာဂန္တောအာဂန္တောနာအစသည်လာ၍အဘုဘရုဟာတက်တော်ဖြစ်နေတွေ့ရင်အာရုဟိတောအာရုံရှာတက်ရောက်၍တက်၍ဒါကပါဠိမှာတွားအုပ်စုမှာတက်နဲ့တွားနဲ့တွေ့တဲ့အခါမှာပုံစံလေးတွေဖြစ်ပါတယ်ပါဠိမှာကျတော့ဥပဒါရဘုအပရာဏိနေစရှိတဲ့ဥပဒါရဘုတွေရှေ့ကရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတွာနာတုနာတွေကိုသူကရပြောင်းတယ်အဲစပြောင်းစပြူတာလည်းရှိတယ်ပြီးတော့မစသည်ပြူတာလည်းရှိပါတယ်တွားပစ္စည်းနဲ့ရအပြည့်ရရှိမှာဣလာတဲ့ပုံစံလည်းတွေ့ရသလိုမလာတဲ့ပုံစံလေးလည်းတွေ့ရပါတယ်
အာရုဟိတဝါဤလာတယ်အာရုံရှာဤမလာဘူးအဲကရိတဝါကတ္တဝါဤမလာဘူးကရိတဝါဤလာတယ်လိုမျိုးပေါ့ယသိတဝါစသည်အဲ့တော့ဒါကပါဠိမှာတွာပစ္စည်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုတိစောက်တယ်လဲဘယ်လိုရှိတယ်ဆိုတာနမူနာပြတာဖြစ်ပါတယ်။နောက်တက္ကတဘက်မှာဆိုလို့ရှိရင်သူလည်းပဲကိဖို့ဖြစ်တဲ့အတွက်တည်းနဲ့တွာပစ္စည်းတွေပါမယ်။ဒီမှာတွာပစ္စည်းပဲတွေ့ရပါတယ်။ဒေါနာတွေထုနာတွေခုဒီခုကြည့်နေတဲ့သရတက္ကတသရကျမ်းတွေမှာမတွေ့ရသေးပါဘူး။အဲ့တော့ဂမှုနဲ့တွားတွေ့ရင်ဂတ္တဝါသူကျတော့ခံတွာမရှိပါဘူး။ဂတ္တဝါမဝရှိတဲ့ပုံစံမှာဇီးနဲ့တွားနဲ့တွဲရင်စိတ်တွားအောင်ပြီး၍ခဏနေရတွဲနေရတွားတွဲရင်ခဏရိပ်တွားသက္ကတမှာနေပစ္စည်းမရှိပါဘူးနေရပစ္စည်းပဲရှိပါတယ်ခဏရိပ်တွားတုဒ္ဒနဲ့တွားတွဲရင်သူကြတော့တုတ်တွားတက္ကရာပါဠိမှာကျတော့တုတိတ်တွားတက္ကရာမှာတုတ်တွားလို့ရှိတယ်ဒါလေးကထူးခြားတယ်အဲ့တော့လူမျိုးမတူတဲ့ပုံစံတွေအများကြီးရှိပါတယ်နောက်ရစနဲ့တွားတွဲရင် h တွားဘူးဇော်၍တဟနဲ့တွားတွဲရင်တက်တွားပါဠိမှာဆိုတော့တဟိတ်တွားပဲပြင်မှာပါတဟိတ်တွားလောင်၍ရှု၍နောက်ဥပတ္တရာပတ္တကရမှာဥပတ္တရာပုတ်ရှိလာတယ်ဆိုရင်သူကတရားပစ္စည်းရပစ္စည်းသုံးပါတယ်အဲ့တော့တွားပစ္စည်းသုံးရင်ရှေ့မှာဥပဒရာဘုတ်မရှိရပါဘူးဥပဒရာဘုတ်ရှိရင်တွားပစ္စည်းမသုံးပါဘူးဥပဒရာဘုတ်ရှေ့ကရှိတယ်ဆိုလို့ရှိရင်သူကတရားပစ္စည်းရဲ့ရပစ္စည်းရဲ့သုံးတယ်တရားပစ္စည်းရပစ္စည်းရှိရင်ရှေ့ကဥပဒရာဘုတ်ရှိတယ်အဲ့ဥပမာအဖြစ်အဲအာပုပ္ပါကမှုတရပစ္စည်းဆိုလို့ရှိရင်အာဂတယတရားပစ္စည်းဆိုရင်အာဂတယဆိုတဲ့ပုံစံရပစ္စည်းဆိုရင်တော့အာဂမယဆိုတဲ့ပုံစံသူလည်းပဲလာ၍အာဂမနဲ့အာဂနဝနဲ့တူတယ်နောက်ဝိဘုဘဇိတတရားပစ္စည်းဆိုရင်ဝိဇိတတရားအောင်၍အာဘုဘရူဟာရပစ္စည်းဆိုရင်အာရုဟေယတက်၍တက်ရောက်၍ဆိုတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့သက္ကရာမှာကြတော့ခုနပြောခဲ့တဲ့အတိုင်းပဲဒီတွားပစ္စည်းဆိုရင်ရှေ့ကဥပါဒရဘုံမရှိဘူးဥပါဒရဘုံမရှိရင်တွားပစ္စည်းပဲသုံးရမယ်ဥပါဒရဘုံရှိရင်တရားပစ္စည်းရပစ္စည်းတရားပစ္စည်းရပစ္စည်းသုံးရင်ရှေ့ကဥပါဒရဘုံရှိမှဖြစ်မယ်ဒါကတက္ကတာရဲ့တက္ကတာနဲ့ပါဠိနဲ့မတူတဲ့ချက်ကလေးဒီမှာတွေ့ရပါတယ်အဲ့ဒီမှာသက္ကရာမှာလည်းပဲရှေ့မှာဒီရပစ္စည်းတွေတွားပစ္စည်းတွေရဲ့ရှေ့မှာသူဣလာတဲ့ပုံစံမလာတဲ့ပုံစံတွေတွေ့ရမှာဖြစ်ပါတယ်ဝိဇိတအာရုဟိယစိတ်တဝါကတ္တဝါဒီမှာစိတ်တဝါဒါတော့တယင်ကတ္တဝါမလာပါဘူးခဏိတဝါဣလာတယ်လိုမျိုးတွေအဲ့တော့ဗာလိနာတက္ကတာထူးခြားချက်ကလေးဒီမှာတွေ့ရပါတယ်ပြီးတော့ပုံစံတွေကြည့်လိုက်မှဆိုလို့ရှိရင်လည်းပဲသူကတက္ကတာကအဲပုံစံတွေကပါဠိထက်ပို့ပြီးတော့ခက်တယ်ပို့ပြီးတော့နည်းနည်းခက်တယ်ဆိုတာတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့တက္ကတာကဒီစကလုံးပြောင်းတာတွေမြန်မာတုတ်တွာဆိုလို့ရှိရင်တုတ္တရဲ့တွာပေါင်းတော့တုတ်တွာဆိုပြီးတော့ပြောင်းသွားတယ်။ဘာကြောင့်လဲနောက်ကတွာကအာခောတအခရာဖြစ်တဲ့အတွက်ဓာကဒီအာခောတအခရာတာဝန်ဘူးပြောင်းပြီးတော့တုတ်တွာလို့ပြောင်းတာဖြစ်ပါတယ်။နောက်ဒီဟာလေးတွေရှိပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့နောက်မှဗီဒီယိုတွေထပ်ပြီးတော့လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကိဋ္တိပတ်ခရိယာဝိသေသနာတော်နဲ့ပတ်သက်ပြီးတော့ပါဠိသက္ကတာအနိုင်ရှင်ချက်ဖြစ်ပါတယ်နောက်ဒီတုံးအုပ်စုကိဋ္တိပတ်ဖြစ်တဲ့ရည်ရွယ်ချက်ပြတဲ့တုံးအုပ်စုမှာဆိုလို့ရှိရင်ပါဠိမှာကျတော့ဓာတ်တော်မှာတုံရယ်တဝေရယ်ဉာဏ်နဲ့ပစ္စည်းတွေလည်းရှိနေပါတယ်တာရည်ဒီမှာတော့တုံတဝေကစီသရာကျန်အတိုင်းတုံတဝေမပြပါတယ်အဲ့ကမှုနဲ့တုံနဲ့တွဲရင်တုံဝေနဲ့တွဲရင်ခန္တုံခန္တဝေတဝေနဲ့ဆိုခန္တဝေသွားခြင်းကဇီးရယ်နာရယ်တုံရယ်တွဲရင်နာရယ်ဟုတ်ဇီးရယ်နာရယ်ဇီးရယ်တုံရယ်တွဲရင်ဇီတုံဇီးရယ်နာရယ်တုံရယ်တွဲရင်ဇီနီတုံဒါကပါဠိမှာဇီတကဘူဝါရီကိုင်းနဲ့
သူကကိယာရိကိုင်းနှစ်ကိုင်းဖြစ်တဲ့အတွက်ဇေတုံဘူဝါရိကိုင်းဇိနိတုံကိယာရိကိုင်းအဲ့တော့အောင်နိုင်ခြင်းကကဏနဲ့နေနေတုံတွဲရင်ကနေတုံကနေဟိတုံရေတွက်ခြင်းကတူရနဲ့တုံတွဲရင်တူတိတုံထို့စွာနှိမ့်ဆက်ခြင်းကအိနေခြင်းကယဇတုံတွဲရင်အဇိတုံပူဇော်ခြင်းကကရတုံတဝေပေါင်းရင်ဂရိတုံကတ်တုံကာတုံတဝေနဲ့ဆိုရင်ကာတဝေပြုခြင်းကလဘနဲ့တုံတွဲရင်လဘိတုံလက်တုံရခြင်းကသီလနဲ့တုံတွဲရင်ပတိတုံဓာတ်တုံမြင်ခြင်းကကြည်ခြင်းကအာဘုဘကမှုတတုံတွဲရင်အာဂန္တုံအာကိစ္ဆံတုံသွားခြင်းကအဘုဘရုဟတတုံတွဲရင်အာရောဟိတုံအာရောဟိတုံတက်ရောက်ခြင်းကဒါကပါဠိဘက်ကဖြစ်ပါတယ်အဲတော့ဤလာတဲ့ပုံစံဤမလာတဲ့ပုံစံတွေရှိပါတယ်နောက်တက္ကတာမမဆိုလို့ရှိရင်သူတို့ပဲတက်တဲ့တုံပဲတွေ့ရပါတယ်ကမှုနဲ့တုံနဲ့တွေ့ရင်ဂန်တုံဒီမှာမအဆုံးပြထားပါတယ်ဒါမကိုနေကေပြောင်းမယ်ဆိုလို့ရှိရင်တိတိတင်တဲ့ဂန်တုံလို့ရှိမှာဖြစ်ပါတယ်နောက်ဇီနဲ့နာနဲ့တုံနဲ့တွေ့ရင်ဇေတုံဇေတုံအဲ့တော့ကဏနဲ့နေရနဲ့တုံနဲ့တွဲရင်ဒီမှာကဏယိတုံရေတွက်ခြင်းကထုရနဲ့တုံနဲ့တွဲရင်တွတ်တုံဒါလေးထုတယ်ပါဠိမှာတူတိတုံအဲ့တော့ယဇနဲ့တုံနဲ့တွဲရင် yes တုံစာကရှာပြောင်းပါတယ်တာကတာလည်းတာဝန်ဘူကတာလည်းကြီးပြောင်းကရနဲ့တုံနဲ့တွဲရင်ကာတုံကာတုံတွေ့ရတယ်နောက်လဘနဲ့တုံနဲ့တွဲရင် lab တုံပါဆက်ကိုပြောင်းသွားတယ် lab တုံဒါကရခြင်းကနောက် drish နဲ့တုံနဲ့တွဲတဲ့အခါ drush တုံပါဠိမှာပတိတုံတက်တုံခုနလဘနဲ့တုံနဲ့တွဲတဲ့အခါပါဠိမှာလပိတုံလက်တုံဣလာတဲ့ပုံစံရဲ့ဒီ assimilation ဒီပေါ်ပြုတဲ့ပုံစံအသုတ္တဒီပေါ်ပြုတဲ့ပုံစံရဲ့ဒီမှာကျတော့တက္ကရာမှာကျတော့အတန်ညှိုံပါပဲ lab တုံနောက်အဘုဘကမှုတဲ့တုံတွဲရင်အာဂန်တုံလာခြင်းကရုဟတုံရောတုံအဲ့တော့တက်ရောက်ခြင်းကဒါကတော့တုံအုပ်စုကိဋ္နိပတ်တုံအုပ်စုရွေးချက်ပြတဲ့ဘုဒ္ဓေကိုပါဠိတက္ကတနှစ်ပါးသာနှိုင်းရှင်ချက်ဖြစ်ပါတယ်နောက်ကိက္ခရိယာကိက္ခရိယာကတော့ဒီအမျိုးအစားလေးတွေဒီမှာပစ္စည်းအလိုက်ခွဲလိုက်ပါတယ်ကိက္ခရိယာပစ္စုပန်ကိုဒီမှာအရင်လေ့လာကြည့်မယ်ဆိုရင်ပါဠိဘက်မှာဒါဒီအန္တပစ္စည်းပေါ့အမှန်ဆုံးအန္တပစ္စည်းဆိုရင်အန္တပစ္စည်းကသူကအိဘုဖြစ်တဲ့အတွက်တက်တော်မှာအန္တပစ္စည်းသမဲ့သူကအန္တပစ္စည်းကကတ္တာဟော active voice တိလိန်3လိန်ရှိပါတယ်လိန်3လိန်ဘုံလိန်တိလိန်ဘုံလိန်3လိန်ရှိတယ်ဂမှုနဲ့အန္တပေါင်းရင်ကိစ္ဆန်တောဘုံလိန်ကိစ္ဆန်တီအဋ္ဌိလိန်သူကြတော့ဣလိန်ဆိုရင်ဒီမှာသူက EBC တက်ပြရပါတယ်ကိစ္ဆန်တီသွားသောမိမ္မာသွားနေသောမိမ္မာသောမိမသည်ကိစ္ဆန်တန်သူကြတော့ဘုံလိန်စိတ်တန်အစရှိတဲ့ဗုဒ္ဓကိုညွှန်ပါတယ်အဲ့တော့ဘုံလိန်ဘုံလိန်အဋ္ဌိလိန်3ခုပြထားပါတယ်နော်ဒိသနန္ဒအတွက်ရင်ပတ္တန်တော်ပတ္တန်ဒီပတ္တန်တန်ဘုံလိန်အဋ္ဌိလိန်ဘုံလိန်3ခုအဲ့တော့မြင်တော်ကြည်တော်ယောက်ျားမိန်းမအမျိုးစသည်နောက်အဲ့တော့အတ္တပစ္စည်းရဲ့ပုံစံဖြစ်ပါတယ်နော်မာနပစ္စည်းအာနာပစ္စည်းဆိုရင်သူကဒီကတ္တဟောရှိတယ်ကတ္တဟောဆိုတော့သူကဒီတိလိန်ပေါ့နော်တိလိန်ဖြစ်ပါတယ်သူလည်းပဲသုံးလိန်ဖြစ်ပါတယ်ဒါဆိုတော့ဂမှုနဲ့မာနအတွက်ရင်ကိစ္စမာနောကိစ္စမာနကိစ္စမာနပုရိသရိကိုင်းတိုင်းပုစိတ်ကညာပုရိသရိကိုင်းစေတရိကညာဒီကိုင်းနိုင်ငံဆက်ရပါတယ်နောက်အဓိသနဲ့မာနအတွက်ရင်ပတ္တမာနောပတ္တမာနပတ္တမာနံသူလည်းပဲလိန်သုံးလိန်ရှိပါတယ်အဲဒါတော့ကတ္တနနောမာနပစ္စယနာပယနာပစ္စည်းတက်နောက်တက္ကမကတဲ့ကံဟောဆိုလို့ရှိရင်မာနတက်ကသူကကံဟောဘောဟောရှိပါတယ်အဲ့တော့ကံဟောဆိုလို့ရှိရင်သူလည်းပဲဒီလိန်ဖြစ်ပါတယ်ကိဘုတ်ကုံလိန်ဖြစ်တယ်သူကံဟောလို့ပြောတဲ့အတွက်သူကဓက်ကတက္ကမကတက်ဆိုတဲ့ကံရှိတဲ့ဒီ transitive verb တက်ဖြစ်ရပါမယ်အဲ့မှာဆိုရင်ကံဟောလုံးလို့ရပါတယ်ဥပမာဖြင့်ဂမှုယမာန
ကစ္စယမာနောကစ္စယမာနာကစ္စယမာနံပုစိတ်ကညာအဲ့မှာပဲနောက်ဒိသာယမာနအတွက်ရင်ပတိယမာနပတိယမာနပတိယမာနံမြင်အပ်သောယောက်ျားမိန်းမအမျိုးစသည်ကစ္စယမာနောသွားသောယောက်ျားမိန်းမအမျိုးစသည်အဲ့ဒါကတော့မာနပစ္စည်းရဲ့ကံဟောတိလေအဲ့တော့မာနပစ္စည်းကအာနာပစ္စည်းတွေကကတ္တာဟောလဲသုံးတယ်ကံဟောလဲသုံးတယ်အာနာပစ္စည်းကတော့ကတ္တာဟောပဲသုံးတယ်နောက်မာနပစ္စည်းကဘောဟောလည်းရှိပါတယ်ဘောဆိုရင်တော့သူကနဘုံလိန်ဧကဝုတ်ပဲသုံးရပါတယ်သုံးလိန်မရှိပါဘူးဟုတ်သုံးမျိုးမရှိဟုတ်နှစ်မျိုးမရှိပါဘူးနဘုံလိန်ရဲ့ဧကဝုတ်ပါပဲဘောဟောကအဲ့တော့သူကဒီအကမ္မကတက်ပဲပါဠိမှာသမချက်မရှိတော့လည်းပဲအကမ္မကတက်ပဲတက္ကတာမှာတော့တွေ့ရပါတယ်ဒီဥပသိတိကျမ်းနေကြည့်လိုက်မှဆိုလို့ရှိရင်သူကဒီအကမ္မကတက်နေပဲပြပါတယ်နိရုဒ္ဓိပင်မှာကြည့်လိုက်တော့လည်းပဲဒီတိုင်းအကမ္မကတက်နေပဲတွေ့ရတယ်အဲဘူယဘူယေပစ္စယပစ္စည်းဘူရယပစ္စည်းရမာနမောင်းလိုက်တော့ဘူယမာနံဘူယမာနံဆိုတော့ဖြစ်ချင်းလို့နပ်ပြရပါမယ်ဖြစ်ချင်းဘူယမာနံဖြစ်ချင်းအဲ့တော့ဒီမှာဒီပိတ်ပုတ်တွေကိုဒီအန္တပစ္စည်းမာနပစ္စည်းအန္တပစ္စည်းသုံးတဲ့ပုတ်တွေကိုသူကခရိယာဝိသေသနာနာမဝိသေသနာနံအဖြစ်နာမဝိသေသနာခရိယာဝိသေသနာနာမဝိသေသနာနံဖြစ်နံပုတ်အနေနဲ့သူကသုံးလို့ရပါတယ်ခရိယာအဖြစ်သုံးတာကိုဒီပါဠိပါဠိစာအုပ်တွေမှာဒါဖွင့်ဆိုတာတွေ့ရတယ်ဖွင့်ဆိုတာတွေ့ရတယ်ဥပမာကရွန်တော်ဟောကရောဒီဆိုရင်ကရွန်တော်ဟောဒီလိုမျိုးဖွင့်တာတွေတွေ့ရတယ်အဲ့တော့ပါဠိသာဂရတိကမှာကတော့ခုဒီမတွေ့ဘူးသေးပါဘူးရှိလို့ပါဠိပါဠိကူကျမ်းတွေမှာသုံးတယ်လို့ပဲယူဆမှာဖြစ်ပါတယ်နောက်ဒါကတော့ပါဠိဘက်မှာအနာပစီမနာပစီအနာပစီတွေရဲ့ကတာဟောနော်ကတာဟောတွေကံဟောတွေဘောဟောတွေပုံစံလေးတွေဖြစ်ပါတယ်တက္ကတာဘက်မှာရှိမှဆိုလို့ရှိရင်လည်းပဲကိဝဖြစ်တဲ့အတွက်သူကြတော့အတ္တပစ္စည်းဆိုတာလည်းသူကြတော့အတ္တပစ္စည်းလို့ပြောပါတယ်ဒီ strong ပုံစံတန်မာတဲ့ပုံစံဆိုလို့ရှိရင်အပြင်းပုံစံအပြင်းဆိုရင်သူကအန္တပစ္စည်းလို့တွေ့ရတယ် and နောက်ထပ်ပြီးတော့ and အဲ့မှာအပစ္စည်းနဲ့ဆိုရင်ဘုန်းနဲ့အပစ္စည်းနဲ့တွေ့ရင် get set အဲ့တော့ get set ဆိုရင်တော့သူကအပြင်းပုံစံအဲ့တော့ get set d get set d ဒါကအဲ့ဒီလေသွားသောမိမပါပဲ get set သွားသောအမျိုးစိတ်စားသည်နောက် drish နဲ့ s နဲ့တွဲရင် partial ဒါ partial အဲ့တော့အပြင်းပုံစံနဲ့အပြော့ပုံစံ partial ကအပြော့ပုံစံ partial ကအပြင်းပုံစံဖြစ်ပါတယ်အဲ့တော့ဒါကပုံလေးနောက် partial d partial d ဒါကအပြင်းပုံစံအပြော့ပုံစံအဲ့ဒီလေ partial ဒါကြတော့ဒါအပြော့ပုံစံနှစ်ပုံလိမ်ပေါ့အဲ့တော့ဒါကဒီ APC ကတ္တာဟော active voice မှာဘယ်လိုပုံစံရှိတယ်ဆိုတာကိုပြတာဖြစ်ပါတယ်။နောက်မာနပစ္စည်းအန္တပစ္စည်းကအာနာပစ္စည်းရှိကပြခဲ့တဲ့အတိုင်းပဲကတ္တာဟောသုံးလိမ်ပုံလင်အထိနေဆိုလို့ရှိရင်ကမှုနဲ့မာနတွေ့ရင်ကစ္ဆမာနောကစ္ဆမာနဟာလို့ရှိပါတယ်ကစ္ဆမာနကစ္ဆမာနောကစ္ဆမာနကစ္ဆမာနဒီမုံလေးမအဆုံးနဲ့ပြပါတယ်။နောက် drish နဲ့မာနနဲ့တွေ့ရင်ပရှယမာနဟာပရှယမာနာပရှယမာနံသူလည်းပဲမြင်သောကြည့်သောယောက်ျားမိန်းမစိတ်နော်ဒါတဲ့နော်အာနာမစိတ်တဲ့ရင်တဒါနောတဒါနာတဒါနံပေသောယောက်ျားစသည်ပေသောယောက်ျားပေသောမိန်းမပေသောအမျိုးစိတ်စသည်ဒါကတော့မာနပစ္စယနာပစ္စည်းရဲ့ဒီကတ္တဟော advice သုံးလိမ်ဖြစ်ပါတယ်နောက်ဒီမာနပစ္စည်းကကံဟောမှလည်းဖြစ်တဲ့အတွက်ရှေ့ကပါဠိမှာလိုပဲတက္ကမကတက်နောင်တက်ပါမယ်ကမှုနဲ့မာနတွေ့ရင်ကမြမာနောကမြမာနာကမြမာနသောအသောယောက်ျားမိန်းမစသည်နောက် additional ရာပတိတမာနပတိတရင်ပရှယမာနာဟာပရှယမာနာပရှယမာနာကြည်အမြင်အပ်သောယောက်ျားမိန်းမစိတ်စားသည်ဒါကတော့မာနပစ္စည်းရဲ့ကံဟောဖြစ်ပါတယ်မာနပစ္စည်းရဲ့ဘောဟောဆိုလို့ရှိရင်ရှေ့ကဒီပုံလေးပါဠိအတိုင်းပဲဘောဟောဖြစ်တယ်ဓမ္မုံလေးဖြစ်တယ်ဧကိုဖြစ်ပါတယ်
သူကကြတော့အကမကဓာတ်အဲအကမကဓာတ်လို့သူကဒီ intransitive passive လို့ပြောပါတယ်ဘာဝကိုသူက intransitive passive လို့ပြောတယ်သူကဒီမှာဆိုရင်သူကဓာတ်ပိတ်ထားပေမဲ့သူ့ကိုကံမရှိဘူးလို့သူကယူရပါတယ်အဲအဲ့ဒီအတွက်ဒီသက္ကတာသရကျမ်းတွေမှာဒီကံပုဂ္ဂိုလ်မတွေ့ရပါဘူးတော့ဓာတကဒီမှာဒါလေးကိုပြောချင်ပါတယ်ဓာတကသူ့ပုံမှန်တိုင်းဆိုလို့ရှိရင်သူကကံလိုတဲ့ဒါရပေးသည်ဆိုရင်ကံလိုတဲ့ဓာတ်ဖြစ်ပါတယ်ကိရိယာဖြစ်ပါတယ်သို့တော်လည်းပဲသူကဘောအနေနဲ့သုံးမှဆိုလို့ရှိရင်သူ့မှာအဲ့ဒီဝကြမှာကံမထည့်အောင်လို့ပြောပါတယ်အဲ့ဒါ intransitive passive လို့ဒီ Madhab Deshpande ရဲ့ Sanskrit primer မှာပြထားပါတယ်အဲ့တော့ဒါယမာနဆိုလို့ရှိရင်ဒီယမာနအဲပေရတော့ပေခြင်းပေးခြင်းလို့ဘာသာပြန်မှာပါဟုတ်ပြီအဲ့တော့ဒီမဒတ်ဒီပန်နေရဲ့ Sanskrit ဘိုင်မှာသူကဘယ်လိုပြထားလဲဆိုရင်ဒီပုဒ်တွေကဒီအတ္တပစ္စည်းမာနပစ္စည်းအနာပစ္စည်းသုံးတဲ့ပုဒ်တွေကိုသူကကရိယာဝိသေသနာနမဝိသေသနာနာအဖြစ်အနေနဲ့နာအနေနဲ့သုံးလို့ရပါတယ်ကရိယာအနေနဲ့သုံးလို့မရဘူးလို့အတိလင်းပြောထားပါတယ်သာမဏေ166 152မှာဒီပုဒ်တွေကိုတွေ့နိုင်ပါတယ်ဒါကတော့ဒီကိရိယာဖြစ်တဲ့ပစ္စုပန်ကိရိယာတွေကိုပါဠိတက္ကတတဘာသာမှာနိုင်ရှင်လေ့လာရပါတယ်နောက်ကိရိယာရဲ့အတိတ်ကတဟောအတိတ်ကာလကတဟော advice ပုံစံလေးတွေပါဠိတက္ကတမှာဘယ်လိုရှိမလဲအဲ့တော့တပစ္စည်းအများကြီးသုံးပါတယ်အဲတပစ္စည်းအဲ့တော့သူကကတဟောတိလိန်ပုံလိန်ထိလိန်နဲ့ပုံလိန်အဲ့တော့ဘုဒ္ဓနောင်တပစိတ္တယင်ဘယ်လိုပုံစံဖြစ်လဲဘုဒ္ဓဘုဒ္ဓဘုဒ္ဓံဘုဒ္ဓအဲ့တော့ဖြစ်ခဲ့ပြီးဖြစ်ခဲ့သောဘုဒ္ဓဖြစ်ခဲ့သောအမျိုးသမီးစသည်ဘုဒ္ဓံဖြစ်ခဲ့သောစိတ်အမျိုးစသည်နောက်ဝတ္တဓနောင်တပစိတ္တယင်ဒါကြတော့ဥထ္ထောဥထ္ထာဥထ္ထောနေပြီးသောယောက်ျားဥထ္ထာနေပြီးသောမိန်းမစသည်ဥဒိတောဥဒိတာအချင်းဆုံးပြီးသောယောက်ျားမိန်းမနောက်တရတနောင်တပစီဒါမှဆိုရင်တိန်နောဆိုတဲ့ပုံစံဖြစ်တယ်တိန်နောကုမြောက်ခဲ့ပြီးကုမြောက်ခဲ့ပြီးကုမြောက်ခဲ့သောလိုမျိုးနောက်သူသာတနောင်တပစီသက်ရင်ဒုက္ခ6တွေ့သော6တွေ့ပြီးပစတနောင်တပစီသက်ရင်ပကံပကောပကပကံပကံဖလံယင်ပြီးသောမှဲ့ပြီးသောမှဲ့နေသောအဲတတိစသည်နောက်ပပပကမုဒ္ဒတပစီဆိုလို့ရှိရင်ပကံတော်ပကဏပကဏထွက်သွားခဲ့သောယောက်ျားစသည်နောက်ဇနတနောတပစီသက်ရင်ဇာတော်ဇာရာဇာတံဖြစ်ခဲ့ပြီးသောမွေးဖွားခဲ့ပြီးသောမွေးဖွားခဲ့သည်ဆိုတဲ့ပုံစံတွေဖြစ်ပါတယ်နောက်အဘဘရုဟာတတပစီသက်ရင်အာရုံလောအာရုဟိတောဆိုတဲ့ပုံစံလေးဖြစ်နေပါတယ်ဒါကတပစီရဲ့ကတဟောလိန်သုံးလိန်ပုံစံလေးတွေနမူနာပြပါတယ်တုံတုပစ္စည်းမှာဆိုရင်ဟုတနာတုံတုပစ္စည်းတမှာဆိုရင်ဟုတဝါပူဇော်ခဲ့ပြီးပူဇော်ခဲ့သောဟုတဝန်တော့အတူတူပါပဲပူဇော်ခဲ့ပြီးပူဇော်ခဲ့သောနောက်ဘုဇာတဝန်တုဗုဒ္ဓဝါဗုဒ္ဓဝန်တော်စာပြီးပြီးစာပြီးပြီးစာပြီးသောနောက်တာဝိပစ္စည်းဆိုရင်ဟုတနာတာဝိပစ္စည်းတမှာဆိုလို့ရှိရင်ဟုတာဝီပူဇော်ခဲ့ပြီးပူဇော်ခဲ့သောဘုဇာရတာဝီဆိုရင်ဗုဒ္ဓဝီစာပြီးတော့ဒီတာပစ္စည်းတုံတုပစ္စည်းတာဝပစ္စည်းဆုံးတဲ့ကိပုတ်တွေကနာမဝိသေသနာအနေနဲ့သုံးလို့ရတယ်နာမ်ဘုတ်အနေနဲ့လည်းသုံးလို့ရတယ်ကိရိယာဝိသေသနာအနေနဲ့လည်းသုံးလို့ရတယ်နောက်ကိရိယာကိရိယာအနေနဲ့လည်းပဲသူကသုံးလို့ရပါတယ်ကိရိယာအနေနဲ့လည်းသုံးလို့ရပါတယ်နောက်တက္ကတာဘက်မှာဆိုလို့ရှိရင်အဲ့ဒါမှဆိုရင်တာပစီဒီလိုပဲဒီတိုင်းပါပဲဘုဒ္ဓနာနာပစ္စည်းသက်ရင်ဘုဒ္ဓဟာဘုဒ္ဓဘုဒ္ဓံဖြစ်ခဲ့ပြီဖြစ်ခဲ့သောခါရတနာနာပစ္စည်းသက်ရင်ခာရိတာဟာခာရိတံစားခဲ့သောစားခဲ့သည်ကဗုဒ္ဓနာနာပစ္စည်းသက်ရင်ကတဟာကတံသွားခဲ့ပြီသွားခဲ့သောဇနတဆိုရင်ဂျာတာဟာဂျာတံမွေးဖွားခဲ့ပြီမွေးဖွားခဲ့သောဖြစ်ခဲ့ပြီဖြစ်ခဲ့သောတုရှနောတပစိတ္တယင်
အဲတုရှတဟာတုရှတာတုရှတံနှစ်သက်ခဲ့ပြီနှစ်သက်ခဲ့သောဝဇာရဏမစစ်သက်ရင်သူကြတော့ဥရှိတာဟာဥရှိတာဥရှိတာဥရှိတံနေခဲ့ပြီနေခဲ့သောနာရာဂရတပစ္စည်းတွေပါတော့တောပစ္စည်းဆိုလို့ရှိရင်သူကတနောင်ဝတ်တက်လိုက်တဲ့ခါကျတော့ဝတ်တက်လိုက်တော့ဘူတဝတ်ဘူဘူတန်တဝတ်ပစ္စည်းဆိုရင်ဘူတဝတ်ဖြစ်ခဲ့ပြီဖြစ်ခဲ့သောဘုဒ္ဓဝတ္တိကျတော့ဒါအဋ္ဌိလိမ်ပေါ့ဖြစ်ခဲ့သောမိမသည်ဖြစ်ခဲ့ပြီစသည်ကမုဒနာတောပစ္စည်းသက်ရင်ကတဝကတဝတ္တိဖြစ်ခဲ့ပြီဖြစ်ခဲ့သောယောက်ျားမိမစသည်အဲဇနတနာတောပစ္စည်းသက်ရင်တော့ဇာတဝတ်ဖြစ်ခဲ့သောယောက်ျားဇာတဝတ်မွေးခဲ့သောမိမဖြစ်ခဲ့သောမိမဟောနော်ဘယ်ဖြစ်သွားလဲတိသွားနော်ဇနတနာတောပစ္စည်းသက်မယ်ဆိုလို့ရှိရင်တော့ဇာတဝတ်အဲဝါဒရဏောတောပစ္စည်းသမဆိုလို့ရှိရင်တော့ဒါဥရှိတဝတ်နေခဲ့ပြီနေခဲ့သောယောက်ျားဥရှိတဝတ္တိနေခဲ့သောမိန်းမဒါကတော့ဒီကိကရိယာရဲ့အတိတ်ကာလအတိတ်ကာလကတ္တဟောပုံစံလေးတွေကိုပါဠိတက္ကတနှစ်ပါးသာနှိုင်းရှင်းတာဖြစ်ပါတယ်အဲဒီမှာကတော့ဒီပါဠိမှာတာဝိပစ္စည်းပို့နေပါတယ်တာပစ္စည်းတဝန်တို့ပစ္စည်းကတက္ကတာရဲ့တိုးပစ္စည်းနဲ့ညီမျှပါတယ်သူကတိုးပစ္စည်းကသူကဒီအပြော့ပုံစံဖြစ်တော့တိုးဆိုတွေ့ရတယ်အပြင်းပုံစံဆိုရင်သူကတဝန်လို့ရှိမှဖြစ်ပါတယ်အဲ့တော့တာဝိပစ္စည်းတော့တက္ကတာမှာမတွေ့ရသေးပါဘူးဟုတ်ပြီဒါကိကရိယာအတိတ်ကတဟောဖြစ်ပါတယ်တော့ကိကရိယာအတိတ်ကံဟောဆိုလို့ရှိရင်ဘယ်လိုရှိမလဲပါဠိမှာအဲကံဟောတက္ကမကတအဲ့တော့ကံဟောဖြစ်တဲ့အတွက်သူကတက္ကမကတတ်ဖြစ်ရပါမယ်တက္ကကံလိုရပါမယ်ကံရှိတဲ့ transitive တတ်ဖြစ်ရမယ်အဲ့တော့တပ္ပစီနဲ့တွဲပါမယ်အဘိပုပ္ပဘူတတပ္ပစီဆိုရင်အဘိဘူတောလွှမ်းမိုးအပ်သောလွှမ်းမိုးခံရသောလွှမ်းမိုးခံခဲ့ရသောယောက်ျားအဘိဘူတာမိန်းမအဘိဘူတံလွှမ်းမိုးခံခဲ့ရသောစိတ်အမျိုးအစားသည်နောက်အနုဘုဗ္ဗသာသရတပစ္စည်းဆိုရင်အနုသိထောဆုံးမအပ်ခဲ့သောယောက်ျားအနုသိတာဆုံးမအပ်ခဲ့သောမိန်းမအနုသိတံဆုံးမအပ်ခဲ့သောစိတ်အမျိုးအစားသည်အဲနော်ပု္ပ္ပာတပစ္စည်းပေါင်းရင်ပုထ္ထောပုထ္တာပုထံပုစိတပုစိတာပုစိတံမေအပ်သောယောက်ျားမိန်းမစိတ်အမျိုးအစားသည်ယဇဒတ်တပ္ပစီတွဲရင်ယေထောယေထာယေထံယဇီတော်လည်းရှိနေတယ်ယေထောယေထာယေထံအဲပူဇော်အပ်ခဲ့သောဂျမိန်မှာစသည်နောက်ဗန္စာတနောအဲ့မမှားနေတယ်စပယ်နေမှားနေတယ်ဗန္စာတနောတပ္ပစီတဲ့ရင်ဒီလိုဘက်ကောဘက်ကဘက်ကန်ဒီမှာလည်းအမှားနေတယ်ဘက်ကောဘက်ကကနှလုံးပြတ်မယ်ဘက်ကောဘက်ကဘက်ကန်ချုပ်ဖြစ်အပ်ခဲ့သောပုံလင်အထည်လင်ပုံလင်တစ်ခုခုနဝသရဏတပ္ပစီတဲ့ရင်ဝုထောဝုထာဝုထံအဲ့တော့ဆုအပ်ခဲ့သောပုံလင်အထည်လင်ပုံလင်တစ်ခုခုနောက်လိပါဒနာပစ္စည်းသက်ရင်လိတ်တော်လိတ်တာလိတ်တံလိမ့်ချခဲ့သောယောက်ျားမိန်းမစသည်စိရိဒနာပစ္စည်းသက်ရင်တော့စိန်သောစိန်နာစိန်နံဖြက်ခံရသောဖြက်အပ်သောယောက်ျားမိန်းမနှပုံစသည်ကရတနာပစ္စည်းသက်ရင်တော့ကတောကတာကတံကရိတောကရိတာကရိတံပြုအပ်ခဲ့သောယောက်ျားမိန်းမစသည်သရတနာပစ္စည်းသက်ရင်တော့သရိတောသရိတာသရိတံအမှတ်ရအပ်သောခကြမိမစသည်ဒါနောက်နှုမှာဒီကာယပစ္စည်းတက်လိုက်မဆိုရင်နေပစ္စည်းနေပစ္စည်းတွေတက်လိုက်မဆိုရင်ဘာဝိတောဘုဒ္ဓနောင်ဘုဒ္ဓနေပစ္စည်းနေပစ္စည်းတက်ပစ္စည်းတက်မဆိုရင်ဘာဝိတောနေပစ္စည်းဖြစ်စေအပ်သောပုံလင်တစ်ခုခုဘာဝယိတောနေပစ္စည်းတက်တဲ့ဖြစ်စေအပ်သောပုံလင်တစ်ခုဘာဝိတောမှာနေပစ္စည်းခြေထားပါတယ်ဘာဝယိတောမှာကျတော့နေပစ္စည်းရှိပါတယ်မခြေပါဘူးအဲ့တော့အဓိပ္ပာယ်ကတော့တူတူပါပဲဖြစ်စေအပ်သောပုံလင်တစ်ပုံလင်ဘာဝိတောဘာဝိတာဘာဝိတံအကရတနောနေပစ္စည်းနာပစ္စည်းနာပစ္စည်းနာပစ္စည်းသမယ်ဆိုလို့ရှိရင်တော့နာပစ္စည်းသမယ်ဆိုရင်ကာရိတောနေပစ္စည်းကြည်တယ်ကာရိတောနေပစ္စည်းကာရပိတောနာပေပစ္စည်းကာရပိတောနေနာပေပစ္စည်းအဲ့ဒါကဒီကရတနောကာရိုက်ဝင်ပြီးတော့တပစ္စည်းနဲ့တွဲတဲ့ကိကရိယာအတိတ်ကံဟောပုံစံဖြစ်ပါတယ်
အဲ့တော့ပြုစေအပ်သောယောက်ျားမိန်းမစသည်သူလည်းပဲဥမာကာရီတော်ကာရီတာကာရီတန်စသည်လိန်3လိန်ရှိပါတယ်အဲ့တော့ဒီဘုတ်တွေကလိန်3လိန်ရှိပါတယ်အတိတ်ဘုတ်တွေကံဟောဘုတ်တွေဖြစ်ပါတယ်အမ်နောက်တက္ကရာဘတ်မှာဆိုလို့ရှိရင်ကံဟောဆိုတော့ဖြစ်တဲ့အတွက်တက္ကမကဓာတ်ကံရှိတဲ့ဓာတ်လို့မယ်ပြီးတော့တာပတိနဲ့ဆိုလို့ရှိရင်သူကြတော့ presh နဲ့တာနဲ့ပေါင်းရင်ပါဠိရပု္ပ္ပစာဟောရင်သူကြတော့ပုရှတာဟာပုရှတာပုရှတံအမေခံအပ်တော်အမေအပ်တော်ရေစားနဲ့တော့ပေါင်းမယ်ဆိုလို့ရှိရင်တော့ဣရှတာဟာဣရှတာဣရှတံပုံလေးအထင်လေးပုံလေးသုံးလေးပြထားပါတယ်သူကြတော့ပူဇော်အပ်တော်ကြာမိမစသည်နောက်ခဏုနဲ့တာနဲ့ပေါင်းမယ်ဆိုလို့ရှိရင်တော့သူကြတော့ခါတာဟာခါတာခါတံတူအပ်တော်ပုံလေးတစ်ပုံလေးအထိပုံလေးအထိလေးတစ်ပုံလေးတစ်ခုခုနောက်ဒါတော့နောက်တစ်သက်ရင်ဒတ္တဟာဒတ္တာဒတ္တံရတော့ပေးအပ်တော်ပါဠိမှာဒတ္တလို့အဲမရှိဘူးလို့သိရပါတယ်သူဒိဏပဲရှိပြီးတော့တတ္တဆိုရင်နာမည်တွေမှာတွေ့ရတဲ့ဒေဝတတ္တအညတတ္တဆိုပြီးတော့တွေ့ရပါတယ်တတ္တဆိုပြီးတော့မတွေ့ဘူးလို့တွေ့ဖို့ပါတယ်နောက်နီတဆိုလို့ရှိရင်နီတာဟာနီတံသေဆောင်အပ်သောပုံလေးအထင်နဲ့တစ်ပုံလေးနောက်နေဒနဲ့တာဆိုလို့ရှိရင်တော့နေတိတာဟာနေတိတံကဲ့ရဲ့အပ်သောယောက်ျားမိန်းမအမျိုးအစားသည်ဒါကတော့တက္ကတာမှာကံဟောဟောကိကရိယာတိတ်အဲပုတ်တေဖြစ်ပါတယ်အဲဒီမှာကာရိုက်နဲ့ခုကြည့်နေတဲ့တက္ကတာသရကျမ်းတွေမှာမတွေ့ရပါဘူးဒါကတော့အဓိကကိရိယာအတိတ်ကံဟောပုတ်တေပါဠိတက္ကတာဘာသာတစ်ခုကိုနှိုင်းယှဉ်တာဖြစ်ပါတယ်နောက်ကိကရိယာအတိတ်ဘောဟောကတော့ပါဠိမှာအတော်အတွေ့နေပါတယ်နေတို့ဒီပဏီချိုးချံမှာပြဖို့မပြပါဘူးဒီရူပသိတိမှာကတော့ဒီဟာလေးတွေ့ရတယ်ဂေတတပစ္စည်းဂီတံတိစုခဲ့ခြင်းလို့ဂီတံဘောဟောတပစ္စည်းနှဘုံးလင်ဧကုတ်ပဲဖြစ်ရပါမယ်နောက်တက္ကတာမှာဆိုလို့ရှိရင်မဒတ်ဒီပန်ဒီရဲ့ Sanskrit primer မှာဘောဟောတပစ္စည်းနှဘုံးလင်ဧကုတ်ဖြစ်ရပါမယ်ပါဠိနဲ့အတူတူပါပဲအဲ့တော့ဂမှုရတဲ့တပစ္စည်းဆိုရင်ကတံသွားခဲ့ခြင်းဘာသာရဏပစ္စည်းဆိုရင်ဘာတိတံပြောဆိုခဲ့ခြင်းဟသရဏပစ္စည်းဆိုရင်ဟတိတံရရွှင်ခဲ့ခြင်းပြုံးခဲ့ခြင်းစမရိတတ်နဲ့တပစ္စည်းဆိုလို့ရှိရင်စမရိတံဒါကြတော့သတိရခဲ့ခြင်းဒါကတော့ဒီဘောပေကရိယာအတိတ်ပုံစံကတော့အလွန်နေပါတယ်တွေ့နေပါတယ်နောက်ကိကရိယာအနာဂတ်ပုံစံကလည်းပဲမူကွဲတွေယူဆမတူတာတွေအများကြီးရှိပါတယ်ပါဠိမှာကြည့်လိုက်မှဆိုရင်အဲဒီမှာဒီအနာဂတ်ကရိယာကိုဒီမှာနှမျိုးခွဲလိုက်ပါတယ်ကိစ္စပစ္စည်းရယ်ဒီကိပစ္စည်းရယ်ဆိုနှမျိုးခွဲလိုက်ပါတယ်အဲ့တော့ကိစ္စပစ္စည်းကသူကအနာဂတ်သူ့ကိုအနာဂတ်သိတံမဆိုပါဘူးသို့တော်လည်းပဲသူ့ရဲ့အနက်ကသူအနာဂတ်ပုံစံဖြစ်ပါတယ်အဲ့ဒီအတွက်ဒီကိစ္စပစ္စည်းကိုအနာဂတ်စရင်ထဲမှာထည့်လိုက်ပါတယ်ကိပစ္စည်းမှာအနာဂတ်နှုတ်သိတံပြတဲ့ပစ္စည်းတွေလည်းရှိပါတယ်ပထမဆုံးကိစ္စပစ္စည်းကဘာလဲဆိုတော့ပါဠိမှာတဘာအနေယနေယတေယရိစ္ဆာပစ္စည်းလေးပါပါတယ်သို့တော်လည်းပဲရိစ္ဆာပစ္စည်းကကိစ္စဆိုတဲ့စကားလုံးနဲ့စကားတစ်ခုနဲ့တွေ့ရပြီးတော့နံပုတ်အနေနဲ့ပဲအဲအသုံးပြုတယ်လို့ယူဆပါတယ်အဲ့ဒီအတွက်ဒီတဘာနေယနေယတေယသုံးခုကိုပဲရပါမယ်အဲ့မှာတော့ဘောဟောကံဟောရှိပါတယ်အဲဒီမှာဒီဂမှုတက်နောက်တစ်ခါသိသက်မှဆိုလို့ရှိရင်ဂန္ဓဘောဂန္ဓဘာအဲ့တော့သုံးလိမ်ပြတာပါတယ်ဂန္ဓဘောဆိုရင်သွားအပ်တော်သွားအပ်တော်ဆိုတာမသွားရသေးပါဘူးသွားနေစေလည်းမဟုတ်ပါဘူးအဲ့ဒီအတွက်အနာဂတ်ပါအဲ့ဒီတော့ဂန္ဓဘောသွားအပ်တော်ယောက်ျားသွားတဲ့တော့ယောက်ျားအင်္ဂလိပ်ဆိုလို့ရှိရင်တော့ um one somewhere something that should be gone လိုမျိုးပြန်ရပါလိမ့်မယ်နောက်ကန္တဗကန္တဗံပုံလေးအထီးလေးတစ်ပုံလေးနောက်ကထာတနောတပပတိတရင်ကတိတဘောကတိတဗကတိတဗံ
တော့ပြောစုအပ်သောယောက်ျားမိန်းမနှပုံးလိစသည်ဒါတပဒါနဲ့တပပေါင်းရင်ဒါတဘောဒါတပဒါတပံပေးအပ်သောပေးအပ်ဤကမှုနဲ့နေရာပေါင်းရင်ကမနီယောကမနီယကမနီယံသူလည်းပဲသောအပ်ဤသောအပ်သောကထနဲ့နေရာပေါင်းရင်ကထနီယောကထနီယကထနီယံပြောစုအပ်ဤပြောစုအပ်သောဒါနဲ့နေရာပေါင်းရင်ဒါနီယောဒါနီယဒါနီယံပေးအပ်ဤပေးအပ်သောပါဒနဲ့နေရာပစီပေါင်းရင်ပေယောပေယပေယံတောက်အပ်သောတောက်အပ်ဤဒါနဲ့နေရာပစီပေါင်းရင်တေယောတေယတေယံပေးအပ်ဤပေးအပ်သောညာတဲ့တေယပစီပေါင်းရင်ညာတေယောညာတေယညာတေယံတိအပ်သောတိအပ်ဤဆိုတဲ့ဒီပါဠိကိစ္စပစ္စည်းပုံစံလေးတွေဖြစ်ပါတယ်။နောက်ဒီအနာဂတ်ကရိယာပုံစံတွေကိပ္ပစီမှာဆိုလို့ရှိရင်ကြတော့ဒီရူပသတိကျမ်းတွေမှာကျတော့တန်တုပစ္စည်းလို့သုံးပါတယ်မောက္ကလမှာကျတော့တန်တပစ္စည်းလို့သုံးတယ်တမာနပစ္စည်းလို့သုံးတယ်ရှေ့ကဒီနတရဲ့နတုရဲ့ရှေ့မှာသူကတထည့်ပြီးတော့တန်တတမာနဆိုပြီးတော့သုံးတယ်အဲရူပသတိပစ္စည်းတွေမှာကျတော့သူအန္တပစ္စည်းမာနပစ္စည်းအာနာပစ္စည်းတွေကလည်းပဲသူကအနာဂတ်အနတ်မှာတက်ပြီးတော့အနာဂတ်ကိတ်ကရိယာတွေဖြစ်တယ်လို့ပြောပါတယ်အဲ့တော့ကရတနောင်ကတ္တဆိုလို့ရှိရင်ကရတနောင်ဒီမှာအနေငယ်ပြပြပါမယ်ကရတနောင်ဒီပစ္စည်းတွေတန်တုစတဲ့ပစ္စည်းတွေသတ်မှတ်ဆိုလို့ရှိရင်သူတို့ရှိကဒီကံဘုဒ္ဓဘုရှိပြီးတော့ကမ္မဂရိတန်တောအဲပြုလတန်ပြုလတန်ပြုရတန်သည်ဖြစ်၍ပြုရတန်သောယောက်ျားကရိတမာနောတူတူပါပဲကရုဏတော်ကရုမာနောကရာနောအတိုင်းအဲ့ဒီမှာပဲအဲ့တော့အလုတ်ကိုပြုလတန်သည်ဖြစ်၍သို့မဟုတ်အလုတ်ကိုပြုလတန်သောယောက်ျားအဲ့တော့အဲ့ဒီလည်းဆိုလို့ရှိရင်လည်းကရိတန်တီအဲကရိတန်တံကရိတမာနောကရိတမာနာကရိတမာနံကရုဏတော်ကရုဏတီကရွန်တီကရွန်တန်ကရုမာနကရုမာနကရုမာနံကရာနောကရာနာကရာနံလိုမျိုးပုံလေးထိလည်းပုံလေးရှိနိုင်ပါတယ်နောက်ကံဟောဆိုလို့ရှိရင်ပစာဒတ်တစ်ခုပဲဒီမှာထုတ်ပြပါမယ်ပစာဒတ်ဆိုလို့ရှိရင်အဲဒီပစ္စည်းတမလို့ရှိရင်ပစ္စိတမာနောချက်အလက်တန်သောအော်ဒနောထမင်းဆိုပြီးတော့မောက္ကလံမှာတွေ့ရပါတယ်ချက်အလက်တန်သောထမင်းချက်မဲ့ထမင်းဆိုတော့ဒီပဲရတယ်အဲ့တော့မချက်သေးပါဘူးချက်နေသေးလည်းမဟုတ်ပါဘူးနာဂတ်ဖြစ်ပါတယ်နောက်ထာတတ်တော်မှာဆိုလို့ရှိရင်တော့ထိယတမာနနာလည်းပဲမောက္ကလံပုံစံပါပဲထိယတမာနတီလက်တန့်ခြင်းတော့ထားတဲ့ကြရပစ္စည်းရဲ့အမာနပစ္စည်းရဲ့ဆိုတော့တီလက်တန့်ခြင်းရလက်တန့်ခြင်းရှိလက်တန့်ခြင်းဆိုတော့နဲ့တည်းပြန်နိုင်ပါတယ်ဒါတော့ပါဠိမှာဒီအနာဂတ်ကိုကိစ္စပစ္စည်းကိပစ္စည်းနှမျိုးခွဲပြီးတော့ဒီမှာယူပါတယ်တော့တက္ကသမှာလည်းပဲဒီတိုင်းမှာပဲတက္ကသမှာလည်းပဲကိစ္စပစ္စည်းနဲ့ကိပစ္စည်းနှမျိုးခွဲပါမယ်အဲတက္ကသကတော့ဒီကိစ္စပစ္စည်းကတဝရရဲ့အနိယရဲ့ယရဲ့ဒါတို့ကဘောဟောကံဟောရှိပါတယ်အဲ့တော့ဘောဆိုလို့ရှိရင်တော့နောက်ကအနိပြထားတဲ့ပုံစံတွေကဒါသူကဒီနမုံးလေကုတ်ပဲရှိပါတယ်နမုံးလေကုတ်ပဲရှိတယ်အဲ့ဒီအတွက်အနီလေးသီးသန့်ပြထားပါတယ်ဘောဟောအတွက်အဲ့တော့ကံဟောမှာလည်းပဲအဲ့ဒီအနီပြထားတဲ့ပုံစံလေးတွေရှိပါတယ်အဲ့တော့ဘောဟောအနီပြထားတဲ့ပုံစံလေးတွေကကံဟောပုံစံလေးတွေလည်းဖြစ်ပါတယ်အဲ့တော့ at နဲ့ကအရကစားတာပေါ့ at နဲ့တဝရပစ္စည်းပါမှဆိုလို့ရှိရင်အတဝယအတဝယအတဝယံအဲ့တော့စာအတောဘုံလေဒီလေဘုံလေတခုခုနောက်ကမှုရဏတဝယပစ္စည်းတဲ့ရင်ကန္တဝယကန္တဝယဝယဟကန္တဝယကန္တဝယံကန္တပယံအဲ့ဒါကြတော့အတောဘုံလေဒီလေဘုံလေတခုခုနောက်ကထထတော့တဝယပစ္စည်းတဲ့ရင်ကထယိတဝယဟကထယိတဝယကထယိတဝယံဆိုအပ်သောဆိုအပ်ဤအဒါတကိုအနိယပစ္စည်းနဲ့သမတ်ဆိုလို့ရှိရင်အတနိယဟာအတနိယအတနိယသအပ်သောသာဤပထဏနိယဆိုရင်ကထနိယဟာကထနိယကထနိယံမြရပြောဆိုအပ်ဤပြောဆိုအပ်သောကမှုရဏနိယဆိုရင်ကမနိယဟာကမနိယကမနိယံသောအပ်ဤသောအပ်သော
ကုဗုဒ္ဓနောရပတိသမဆိုလို့ရှိရင်တော့ကမြဟာကမြကမြင်သွားအီသွားတော့ဓာတ်တော်နာပတိသမဆိုလို့ရှိရင်ဒေယဟာဒေယဒေယံပိယတော့ပိယဤဒီမှာတစ်ခုသတိထားခဲ့ပါမှာဆိုတော့ကာကတော့ရကတက္ကတာမာရီမှာပါဠိလိုမဟုတ်ပဲနဲ့ရကတစ်လုံးပဲရှိပါတယ်ပါဠိမှာရနှလုံးစင်ရှိပါတယ်ရပလက်ရပင်ဆိုတော့ရနှလုံးဖြစ်ပါတယ်တက္ကတာမှာကကျတော့ရတစ်လုံးပဲဖြစ်ပါတယ်ဒါကတော့တက္ကတာကကိစ္စပစ္စည်းတွေရဲ့ပုံစံလေးတွေဖြစ်ပါတယ်နောက်တက္ကတာရဲ့ကိပစ္စည်းတွေဆိုလို့ရှိရင်ဂမ်နဲ့တရက်နဲ့တွဲတဲ့အခါမှာဂမိတ်ရှရက်ပုံလေးနဲ့ပုံလေးဂမိတ်ရှရက်တီသူကြတော့ဂမိတ်ရှရက်တီအထိလေအဲ့တော့သွားလက်သွားအလက်တန်တော့ယောက်ျားမိန်းမစသည်ဘုဒ္ဓနဲ့တဲ့နဲ့တွေ့တဲ့ခါကျတော့ဘဝိရှေယဘဝိရှေယတီဖြစ်လက်တန်ကျတော့ဘာဝပါပဲအဲဖြစ်လက်တန်ပြီးတော့ကထနဲ့တဲ့နဲ့တွေ့မှာဆိုလို့ရှိရင်တော့ကတကတယေရှေယကတယေရှေယတီဆိုအလက်တန်တော့ဆိုအလက်တန်တော့ယောက်ျားမိန်းမစသည်ဒါကတော့ကိက္ခိရိယာအနာဂတ်ကိက္ခိရိယာပုံစံလေးတွေကိုပါဠိတက္ကတာနှစ်ပါးကနိုင်ရှင်ပြရတာဖြစ်ပါတယ်ကိစ္စပစ္စည်းကိပစ္စည်းမျိုးခပ်ပြပြပါတယ်ကိစ္စပစ္စည်းကိုအနာဂတ်အနက်တက်ရောက်တဲ့အတွက်ကိက္ခိရိယာအနာဂတ်ထဲမှာထည့်ပါတယ်နောက်ကိဋ္နံတွေကိုနိုင်ရှင်မှဆိုလို့ရှိရင်ပါဠိမှာအဲ့တော့ကိဋ္နံဘုတ်တွေကအထက်မှာပြောခဲ့တဲ့အတိုင်းပဲကိဋ္နံဘုတ်တွေကအများကြီးရှိပါတယ်ရေးတွက်နိုင်မယ်တော့မထင်ပါဘူးအများကြီးရှိမှာပါအဲ့ဒီပုဒ်တွေကိုအကုန်လိုက်ပြီးတော့ question စိတ်ပြဖို့လေ့လာဖို့ဆိုတာမလွယ်ပါဘူးလူလဲမလွယ်ဘူးလို့ထင်ပါတယ်အဲ့တော့ကိဋ္နံမှာဒီအသုံးများတဲ့ဒီပစ္စည်းတွေအသုံးများတဲ့ပုဒ်တွေလေ့လာလိုက်မှဆိုလို့ရှိရင်အများကြီးအဲကိတ်ပုဒ်တွေကိုနားလည်နိုင်ပါတယ်အထောက်အကူပြုပါတယ်နောက်ဒီမှာအစောဆုံးယူပစ္စည်းပေါ့ယူပစ္စည်းကိုအနာပြောင်းမယ်အဲ့တော့ယူပစ္စည်းနဲ့ဆိုလို့ရှိရင်ဂေါတနောဂေါတနာဂေါတနောဂေါတနာကျင်ညာသောယောက်ျားမိန်းမချွေကျော်သောယောက်ျားမိန်းမနောက်ကုတ္တပိသနာဆိုလို့ရှိရင်တော့ကောတနောကောတနာအမြတ်ထွက်သောယောက်ျားမိန်းမအဲနောက်ကဟနံကနနံဒီကြတော့ယူခြင်းကိုင်ခြင်းခိုးခြင်းသင်ခြင်းစသည်ဝိညာဏံဒီကြတော့သိခြင်းကရဏံပြုခြင်းကရတဌာနံနေယတည်ခြင်းစေရနာမြန်မာစကားလိုဖြစ်နေပြီဘာဝနာပွားများခြင်းဖြစ်စေခြင်းဒါတွေကယူပစ္စည်းအဆုံးရှိတဲ့မတူတဲ့ဒီ UPC ပုံအမျိုးအစားလေးတွေဖြစ်ပါတယ် UPC ရဆင်းသက်လာတဲ့ပုံအားလုံးဖြစ်ပါတယ်အဲ့တော့ NUPC ကိုကျတော့အကပြောင်းတဲ့အာနန္ဒကပြောင်းတာရှိတယ်လောကနာယကောမြတ်စွာဘုရားအဲ့တော့လောကရဲ့အကြီးအကဲဖြစ်သောမြတ်စွာဘုရားကိုရတယ်နောက်ကာရကောဖြစ်သောသူတာဝကောနောက်ထောင်သောသူတပည့်ဇနကောဖခင်ဖြစ်စေသောသူဇနိကာဖြစ်စေသောအမေမိခင်သနတကာရပကောကရဒနာမိပစ္စည်းနုပစ္စည်းကာရပကောပြုစေသောသူအာနာပကောခိုင်းစေသောသူဇာနနကောဖြစ်စေသောသူဇာနနကောအဲသင်္ဇာနနကောမမိသောသူဒါကဒီနုပစ္စည်းရဲ့အကအနန္တကပြောင်းထားတဲ့ပုံစံလေးတွေဖြစ်ပါတယ်နောက်တုပစ္စည်းတုပစ္စည်းရဲ့ပုံစံလေးတွေကြတော့သူကအဲဘတ်တာဘတ်တာဆိုရင်လင်းမျိုးသားယောက်ျားစစ်တာဆိုရင်ဖြစ်တော်သူစစ်တာတဲ့ဖြစ်တော်သူဓာတာပေးတော်သူဘောဓနာဓာတာဘောဇင်ကိုပေးတော်သူသာသကိုပေးတော်သူပါဠိတာဆောက်ရှောက်တော်သူဘာဝေတာဖြစ်စေတော်သူဘာဝရိတာဖြစ်စေတော်သူဒါကတုပစ္စည်းရဲ့ပုံစံလေးဖြစ်ပါတယ်သူတို့ကဒီကတုတာရဏပုံစံလေး agent တွေများပါတယ်နောက်အနာပစ္စည်းရဲ့ပုံစံကြတော့ကုမကာရောဩလုတ္တမကုမကာရီဩလုတ္တမဓမ္မကာမောတရားကိုလည်းခြေတော်သူဓမ္မကာမတရားကိုလည်းခြေတော်ကြမိမအမျိုးအဲ့ဒါရောဂောဥပါဒောဖြစ်ခြင်းဥပါပဒဒါနပစ္စည်း
ဒါနာပစီပုံစံအပစီပုံစံလည်းကြတော့ဝိနည်းတရောဝိနည်းကိုဆောင်သောသူအနတော်ထမင်းကိုပေးသူနယောနီနေတယောမိယာအနုတယောအနုတယကိလေသာပေါ့ဒါကဒီအပစီဆုံးတဲ့ပုံစံတွေဖြစ်ပါတယ်နောက်တိပစီဆုံးတဲ့ပုံစံတွေကလည်းများပါတယ်တတိဂတိမတိယုတ်တိဟာနိဇာနိဆိုတဲ့ပုံစံလေးတွေတတိအောင်မေ့ခြင်းဂတိလာရောက်ခြင်း destination မတိဉာဏ်ပညာယုတ်တိအသင်ယုတ်တိဟာနိဇာနိယုတ်လျောခြင်းဆိုတဲ့ပုံစံတွေဒီပစ္စည်းမှာဆိုလို့ရှိရင်တော့ဗြဟ္မစာရီဗြဟ္မဗုဒ္ဓဗြဟ္မဘုရားဗြဟ္မဘုရားဗြဟ္မသရုပပဒစရတနိပစ္စည်းမဏိဒမာနိမဏိဒသရုပပဒမာနတနိပစ္စည်းမဏိဒမာနိပညာရှိဟုမိမိကိုယ်ကိုပညာရှိဟုထင်သောသူနိဗ္ဗိဆုံးရှိတဲ့ပုဒ်တွေအာဝိပစ္စရှိဆုံးရှိတဲ့ပုဒ်တွေကျတော့ဗျာဒတ္တာဝိဘေဟုရှုလေရှိသောသူဗျာဒတ္တာဝိနိဒါမိမဗျာဒတ္တာဝိကျတော့စိတ်အမျိုးကိုရပါမယ်။နောက်ကွိပစ္စည်းသုံးတဲ့ပုဒ်တွေကလည်းပဲအသွင်များတယ်ပါဠိမှာတယံဘူးမြတ်စွာဘုရားတယံဘူးကအရဟတမဉဏ်ကိုလည်းပြောပါတယ်တယံဘူးလို့သိသောဉာဏ်ဖြစ်သောဉာဏ်ပုဇဂောမွေကောက်ဝိသောလာတတ်သောတတဝါကမဇံကမဇာယောဒါရိသောထိုကဲ့သို့သဘောရှိသောအဲပုံးလင်အဋ္ဌိလင်ပုံးလင်ဒါရိသောဒါရိတာဒါရိတံဒီဘုတ်ကလေးကကျတော့တနဲ့တွေ့ထားတာကကျတော့တကသဗ္ဗနဘုတ်ဖြစ်တဲ့အတွက်သူကပုံလင်အဋ္ဌိလင်ပုံးလင်နမဝိသေသနအနေနဲ့သုံးလို့ရပါတယ်နံပါတ်အနေနဲ့လည်းသုံးလို့ရမှာပါ pronoun နာမအနေနဲ့လည်းသုံးလို့ရပါတယ်နောက် rubisi နဲ့ဆိုရင် rubisi နဲ့ဆိုရင်ဘဝပါရဂူဘဝတစ်ဖက်ကံတို့အဲကုမြောက်ပြီးသောသူမြတ်စွာဘုရားဟောတာဝေရဂူဘေရင်ကိုတည်သောသူဘိက္ခုတောင်းတသောယဟန်ရူပစီတပင်ညုတပဘုညာတရူပစီကတိညုကတဘုရသရူပပရညာတရူပစီဒီဘုတ်တွေကရူပစီသုံးတဲ့ဘုတ်တွေဖြစ်ပါတယ်ပါဠိမှာဒီပစ္စည်းဆုံးရှိတဲ့ပုဂ္ဂလိတွေကပါဠိမှာတကယ်ကိုပဲအသုံးများတယ်တွေ့များတယ်နံပါတ်ကလေးဖြစ်ပါတယ်နောက်တက္ကသမှာဆိုလို့ရှိရင်ကြတော့ဥမာလေယုပစ္စည်းဆိုရင်သူကယုပစ္စည်းနဲ့အတူတူပါပဲသူမှကျတော့ဒီရှေ့ကလှထည့်ပြီးတော့လေယုပစ္စည်းလို့တွေ့ရတယ်လေယုပစ္စည်းကိုအနပြောင်းပါတယ်သူကြတော့ပဲဒီတရာကျမ်းနေမှာကျတော့ခေတ္တတရာကျမ်းနေမှာအနပဲပြောပြပါတယ်တကယ်ပါဠိနေမှာကတော့လေယုပစ္စည်းလို့တွေ့ရတယ်အဲတော့မှာဂါယနာဆလနာဝန္ဒနာအနန္တနာဟသနာဂါယနာချင်းဆိုသောသူဆလနာလှုပ်ခြင်းဝန္ဒနာရှိခိုးခြင်းအနန္တနာနှစ်သက်ခြင်းဟသနာရွေရှင်ခြင်းဆိုတဲ့ပုံစံတွေနူးပစ္စည်းအကကိုပြောင်းတယ်ဒါလည်းပဲဒီပါဠိမှာနူးပစ္စည်းရှိပါတယ်အကရမှာကျနူးဆိုပြီးတော့လဆုံးတယ်ဒါလည်းခိတ္တတရာကျမ်းတွေမှာတော့အကလို့ပဲပြပါတယ်သူလည်းပဲနာယကနာယကောစနကောဒါယကောဒါယိကာဟိန္ဒကဆိုတဲ့ပုံစံနဲ့ရှရာဝကပါဠိတာဝကဆိုတဲ့ပုံစံတွေကနုပစ္စည်းအကကလာပါတယ်အသွင်များတယ်အသုံးများပါတယ်နောက်တိပစ္စည်းပါဠိကတုပစ္စည်းပါအဲ့တော့ကတ္တရီပါဠိကတ္တာပါခန္တရီပါဠိခန္တာဓာတရီပါဠိပါဠိဓာတာမန္တရီမန္တာပါဠိပိတရီပါဠိပိတာပကတရီပါဠိအဲပါဠိပါလဲပကတရီပကတာဒီပုံစံတွေကဒီထရီပစ္စည်းဆုံးတဲ့ပုံစံတွေဖြစ်ပါတယ်သူကဒီကတုဒါရဏတွေဖြစ်ပါတယ်နောက်နံပစ္စည်းဆုံးတဲ့ဘုဒ္ဓကြတော့ဒါယနာယမန္တကာမနန္ဒုဝါယဆိုတဲ့ပုံစံတွေနံပစ္စည်းဆုံးတဲ့ပုံစံတွေဖြစ်ပါတယ်နောက်အပစ္စည်းဆုံးတဲ့ပုံစံတွေဆိုလို့ရှိရင်ဘာဂယုဂဘောဂယောဂစာဂရကာမဆိုတဲ့ပုံစံတွေဖြစ်ပါတယ်
နောက်တိပိစုံတဲ့ပုံစံတွေကြတော့ဂတိမတိစမရတိဘဂတိအဲဇာတိရှက်တိဆိုတဲ့ပုံစံတွေကတိပိစုံတဲ့ပုံစံတွေဖြစ်ပါတယ်။နောက်ကတော့ပါဠိနဲ့လုံးဝအတူတူပါပဲ။မန်ပတိစုံတဲ့ပုဒ်တွေကတော့ဗြဟ္မန်ကာမန်နာမန်ဓာရမန်ဓမ္မဆိုတဲ့ပုဒ်တွေကဒါအသုံးများတဲ့ပစ္စည်းတွေဖြစ်ပါတယ်ဒီမှာလည်းပစ္စည်းတွေဖြစ်ပါတယ်အဲ့တော့ဒီမှာအဲအဲ့တော့ကိဏ္ဍပုဒ်တွေကပစ္စည်းတွေကအများကြီးဖြစ်ပါတယ်သူတို့ကိုလေ့လာလို့အကုန်လေ့လာလို့မလွယ်ဘူးပါဘူးအဲ့တော့ဒီရှင်းမှပြောကြတဲ့ကိက္ခိရိယာတွေကိဋ္ဌိပတ်တွေဒီအသုံးများတဲ့ကိဏ္ဍပုဒ်တွေလောက်ကိုလေ့လာမှဆိုလို့ရှိရင်အဲလုံလောက်တယ်လို့ယူဆပါတယ်အဲ့သုံးသက်ချက်အနေနဲ့ပြောမှဆိုလို့ရှိရင်အထမပြောခဲ့တဲ့အတိုင်းပဲကိဗုဒ္ဓတွေကိုကိက္ခိရိယာကိဏ္ဍလို့ချိုးချမ်းနေမှာခွဲတယ်ချိုးချမ်းနေမှာကျတော့တရားချမ်းနေမှာကျတော့ကိစ္စကိရဲ့ကိတာကိဆိုပြီးတော့ခွဲပါတယ်အဲတချို့တရားချမ်းနေမှာကျတော့ပိစိဏမှာကိစ္စကိကိတာကိကိစ္စကိတာကိဆိုပြီးတော့ကိစ္စကိတာကိဆိုပြီးတော့သုံးမျိုးခွဲပါတယ်အဲ့တော့ခွဲမြကတော့ကိစ္စကိကိတာကိကခွဲမြပါတယ်နောက်ဒီပါဠိတက္ကတနှစ်ပါးကိုအလုံးမှာဒီဝကြကိက္ခိရိယာတွေနဲ့ကိဗ္ဗုဒ္ဓတွေကိုဝကြတိဆောက်တဲ့အခါပါဠိရောတက္ကတာရောအချက်ကိရိယာတွေရောကိက္ခိရိယာတွေဝကြတိဆောက်တဲ့အခါမှာဝကြတိဆောက်ပုံအတူတူပဲဖြစ်ပါတယ်ကတာထားပုံကံထားပုံအဲလိန်ထားပုံအကုန်လုံးအတူတူပါဖြစ်ပါတယ်နောက်တချို့ကိပစ္စည်းတွေကပါဠိမှာသာရှိပြီးတော့တက္ကတမှာမရှိပါဘူး။အာဝိစတဲ့ပစ္စည်းတွေဒါကလည်းပဲအဲတော်နည်းတယ်လို့ထင်ပါတယ်။နောက်တက္ကတတွင်သာရှိပြီးပါဠိတွင်မရှိသောကိပစ္စည်းများလည်းနုလက်လိမ့်မှာထင်ပါတယ်။အခုတော့ရှာမတွေ့သေးပါဘူး။နောက်ပါဠိတက္ကတနှစ်ပါးကတွင်လုံးဝတစ်ချက်ခွတိတူသောကိပစ္စည်းတွေအများကြီးရှိပါတယ်။အာပစ္စည်းတိပစ္စည်းတာပစ္စည်းနေရာပစ္စည်းနာပစ္စည်းမာနပစ္စည်းအာနာပစ္စည်းစတဲ့ပစ္စည်းတွေအများကြီးရှိပါတယ်။နောက်ပါဠိတက္ကတနှစ်ပါးကမှာဒီအဲလုံးဝခွတ်တိမတူဘဲနဲ့တစ်ချက်မတူဘဲနဲ့အဲဒီအဓိပ္ပာယ်ရောအသုံးနှုန်းရောတူတဲ့ပစ္စည်းတွေရှိပါတယ်ဥပမာတရိပစ္စည်းဆိုရင်တက္ကတာရိပစ္စည်းပါဠိကတူပစ္စည်းတက္ကတာကအပစ္စည်းပါဠိကအန္တပစ္စည်းလိုမျိုးပစ္စည်းတွေကရှိပါတယ်ခုနနုပစ္စည်းနော်လေယူပစ္စည်းဒါတွေကလည်းပဲထက်ချက်ကြီးမတူပါဘူးသို့တော့အဲနည်းအများကြီးတူပါတယ်နောက်ဆက်မှပြောခဲ့တဲ့အတိုင်းပဲဒီကိဗ္ဗုဒ္ဓတွေကိုကိဏိပတ်ကိက္ခိရိယာကိဏ္ဏလုံးသုံးမျိုးခွဲပါတယ်ခွဲတဲ့အခါမှာဆက်မှပြောခဲ့တဲ့အတိုင်းပဲကိဏ္ဏဗုဒ္ဓတွေကသူကအများကြီးရှိပါတယ်အဲ့ဒီအတွက်သူတို့ကိုအကုန်လေ့လာဖို့မလွယ်ပါဘူးလိုလဲမလိုလို့ထင်ပါတယ်တချို့ခေတ္တတရတက္ကတာတရကျမ်းနေမှာဆိုလို့ရှိရင်ကိဏိပတ်တွေကိက္ခိရိယာတွေကိုပဲပြပြီးတော့လေ့လာပြီးတော့ခွဲခြားစိတ်ပြပြီးတော့ဒီကိဏ္ဏဗုဒ္ဓတွေကိုကိဋ္ဌံပုဒ်တွေကိုဒီခွဲခြားစိတ်ပြတာတွေပြပါဘူးမပြပါဘူးနောက်အဲ့ဒီအတွက်ဒီပါဠိစကားလေ့လာတဲ့ပုဂ္ဂိုလ်တွေကကိဏိပတ်တွေကိက္ခိရိယာတွေဆက်မှာပြခဲ့တဲ့ဒီကိတ်အသုံးများတဲ့ကိဋ္ဌံပုဒ်တွေကိုလေ့လာမယ်ဆိုလို့ရှိရင်ကိတ်ပုဒ်တွေကိုနားလည်နိုင်မယ်လို့ယူဆပါတယ်အဲ့တော့ကိတ်ကိုကိတ်ပုတ်ကိဏိပတ်ကိက္ခိရိယာကိဏ္ဏကိုခွဲပြီးတော့ကိဏိပတ်နဲ့ကိက္ခိရိယာတွေအထူးပြုလေ့လာအသုံးများတဲ့ကိက္ခိရိယာကိဏ္ဏပုဒ်တွေကိုလေ့လာခြင်းဖြင့်ကိတ်ပုဒ်တွေကိုကျွမ်းကျင်နိုင်ကြပါစေအဲဒီမှာဒီကျမ်းညွှန်းအနေနဲ့ဒီဗီဒီယိုလုပ်ဖို့အတွက်လုပ်တဲ့အခါမှာကျမ်းညွှန်းအနေနဲ့ဒီကျမ်းလေးတွေကိုအသုံးပြုပါတယ်အစတတရားဤဗာဏိနီသုတ်စင်လေးတွေကြည့်ပါတယ်နောက်အစတတရားဤ or ဗာဏိနီ English translation Sumitra M. Karati ရဲ့စာအုပ်ကိုအသုံးပြုပါတယ်နောက် Sanskrit ပိုင်းမှာ Dutch Stephen နေဒီစာအုပ်ကိုသုံးပြီးတော့တက္ကတာသင်နေပါတယ်နောက် Higher Sanskrit Grammar စာအုပ်ကဒီစာအုပ်ကလည်းပဲအမ္မာကလေးရဲ့စာအုပ်ဖြစ်တယ်သူလည်းပဲကောင်းပါတယ်နောက်ကစီတရာကြီးပရရူပသေတိမောက္ကလံသရဏီလိသောတာပလနေုဒိတိပနိဣတိဘာသာတိကဒုတိယတွဲရှင်သံဃာပိဝန္တာဖေစေနာဘာသာတိကရှင်သံဃာပိဝန္တာတက္ကရာတရာဆရာကြီးဦးမြင့်ဆွေစာအုပ်တွေကိုအသုံးပြုပြီးတော့ဒီအာရာလိတက္ကရာနိုင်ရှိကျတဲ့မင်္ဂဗီဒီယိုကို
ပြုလုပ်ခြင်းဖြစ်ပါတယ်ကိုယ်စိတ်နှပြအကျမ်းမှာချမ်းသာကြပါစေ